အသက်20မပြည့်သေးလို့ရှိရင် mindset ဆိုဖြစ်ရင်အောင်နိုင်လားမအောင်နိုင်ဘူးလားဂျပန်တထေးတွေကအသက်20မပြည့်ရင်ဘယ်လိုသဘောထားလဲဆိုတဲ့ပုံစံမျိုးနဲ့ပတ်သက်ပြီးတော့မှ皆さんကို sharing လုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတော့အသက်20မပြည့်ရင်ဂျပန်ကလူကြီးမဖြစ်သေးဘူးလို့သတ်မှတ်တာဖြစ်တဲ့အတွက်ဂျပန်တထေးတွေတော်တော်များများကတော့ကြိုက်လေမရှိပါဘူးဟုတ်ကဲ့ပါအသက်20မပြည့်သေးရင်လူကြီးမဖြစ်သေးဘူးကိုယ့်ကို control မလုပ်နိုင်သေးဘူးကိုတယောက်တည်းမရက်တည်နေနိုင်သေးဘူးလို့ထင်တာကဂျပန်တွေရဲ့အယူအဆပါအဲ့ဒါဆိုတဲ့အတွက်အသက်20မပြည့်သေးတဲ့လူတွေကအထူးဂရုစိုက်ပြီးတော့မှ mindset မှာဖြေပါဟုတ်ကဲ့ပါဘာလို့လဲအသက်20မပြည့်သေးလို့ကိုမင်းသားဆောင်မကြိုက်နေလို့ပါဟုတ်ပြီနော်โอเคပါအဲ့တော့အသက်20မပြည့်ပဲနဲ့ဆန်းစစ်ကျမတို့ကအင်တာဗျူးမအောင်နိုင်ဘူးလားမဟုတ်ပါဘူးဥပမာတစ်ခုပြပါမယ်ကျွန်တော်ရှင်မှာအတန်းတက်ခဲ့တဲ့ကောင်မလေးတစ်ယောက်ကအသက်16နှစ်ပဲရှိပါသေးတယ်ခြုံငုံပြီးတော့မှအားလုံးပြောရလို့ရှိရင်တော့အသက်16နှစ် main ကလေးကအင်တာဗျူးကိုတစ်ခေါက်ထဲနဲ့ဖြည့်ပြီးတော့မှအောင်ခဲ့ပါတယ်အဲ့လိုပဲယောက်ျားလေးလည်းအောင်ခဲ့တာရှိလို့အခုတစ်ခေါက်ကကြတော့ main ကလေးအောင်ခဲ့တဲ့အကြောင်းပြပါမယ်သူက final မှာသူ့ကိုအမျိုးသားတထေး9ယောက်က interview final မှာတနာရီတိတိမေးပါတယ်သူ့ရဲ့ဂျပန်စာ level က N4 ပါဟုတ်ပြီနော်သူနဲ့အတူတူ final မှာတွေ့ရတဲ့9ယောက်ရှိပါတယ်9ယောက်ထဲမှာကသူက N4 နောက်တစ်ယောက်က N3 ကျန်တဲ့3ယောက်က N2 ပါဟုတ်ပြီနော်โอเคပါအဲ့ဒီတော့သူ့ကို interview မှာ final မှာပေါ့နော် final ထိသူပါသွားတဲ့အခါမှာတယောက်ထဲကိုပဲတနာရီတိတိတထေး9ယောက်ကသူ့ကို interview ပါတယ်တနာရီတိတိဆိုတာအရင်ကြားတယ်နော်အများကြီးမေးတယ်ပေါ့နော်အဲ့တော့အများကြီးမေးတယ်ဆိုတာကသူ့သဘောကျလို့မေးတယ်ဖြစ်ပါတယ်မိနာဆန်လည်း interview မှာအများကြီးမေးခင်ရလို့ရှိရင်သိပြီးတော့မှစိတ်မပြတ်ပါနဲ့ကိုယ်စိတ်ဝင်စားလို့အများကြီးမေးတယ်လို့မိနာဆန်ယူဆပါတကယ်လည်းအဲ့လိုဟုတ်လို့ပါအဲ့တော့စိတ်ဝင်စားလို့ရှိရင်မိနာဆန်အဖြေတွေကကောင်းလို့ရှိရင်ပို့ပြီးတော့မှမေးခွန်းတွေမေးလာခြင်းပဲပေါ့နော်ဒီဘက်ကလည်းပို့ပြီးသိကျင်လာတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မေးခွန်းအများကြီးမေးလို့ရှိရင်သိပြီးတော့မှစိတ်မပြတ်ပါနဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံး final result အရာပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီ main ကလေးကအဲ့ဒီ mindset ကိုတစ်ခေါက်ထပ်အောင်ပြီးတော့မှဂျပန်ရောက်လာခဲ့ပါတယ်အဲ့ဒီတော့သူ့ကိုတထေးကနောက်ဆုံးမေးခွန်းဗာမေးလဲဆိုလို့ရှိရင်နော်အလုပ်လည်းမလုပ်ဘူးအသက်ကလည်း session နဲ့ဂျပန်ကိုလာပြီးတယောက်ထဲနဲ့လုံနိုင်ပါမလားလို့သူမေးပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒီတော့သူကလည်းပြန်ပြောပါတယ်တယောက်ထဲလုံနိုင်ပါတယ်ငါကကြတော့သူငယ်သေးပေမဲ့အလုပ်တွေကိုသေချာလုံနိုင်တဲ့အစွမ်းရည်ရှိတာဖြစ်တဲ့အတွက်လုံနိုင်ခဲ့ပါတယ်လို့သူဖြေနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီခါကျတော့တစ်ဖက်ကသက်18နှစ်ပေမဲ့လည်းလုံနိုင်ခဲ့တယ်လို့ထင်လို့သူ့ကိုအလုပ်ခံပါတယ်နောက်ထူးခြားတာတစ်ခုပြောပြမယ်သူ့အလုပ်မှာမြန်မာဆယ်ပိုင်းတယောက်မှမရှိဘဲနဲ့နောက်ဆုံး final မှာသူတယောက်ထဲပဲခေါ်သွားတာပါဟုတ်ကဲ့ပါသူ့ရဲ့လစာကတော့29,000ပါဟုတ်ကဲ့ပါအဲ့ဒီတော့အသက်16နှစ် main ကလေးအတွေ့အကြုံမရှိဘူးเนาะပြီးတော့မှလစာကလည်း29,000သူ့ရဲ့အလုပ်မှာမြန်မာစံပိုင်လည်းမရှိတဲ့ main ကလေးတယောက်ကိုခန့်နိုင်တဲ့တထေးဆိုတာကအယူမဟုတ်ဘူးเนาะအဲ့ဒီ main ကလေးကကျွန်တော်အတန်းမှာတက်ခရဲနေသူကအသက်16နှစ်ဆိုပေမဲ့25နှစ်လောက်အမျိုးသမီးတယောက်ရဲ့ယဉ်ကျေးမှုသူ့မှာတွေ့ရတယ်သူ့ရဲ့ဘာသာစကားပေါ်မှာသူ N4 ပဲရှိသေးတယ်เนาะသူ့ရဲ့ဘာသာစကားပေါ်မှာယုံကြည်မှုရှိနေတယ်စကားပြောတဲ့အခါတီတီချင်းချင်းအဲကောက်အမြဲတမ်းရှိတယ်ပေါ့နော်တကယ် smart ကြပြီးတော့မှတကယ်အလုပ်ခန့်ကျင်တဲ့ပုံပေါက်ပါတယ်ကျွန်တော်တင်တန်းမှာတက်လုံးပါတယ်အဲ့ဒါဆိုတဲ့အတွက်ပြောချင်တာက mindset မှာ interview မှာတယောက်တည်းအောင်ခဲ့တယ်တစ်ခေါက်တည်းနဲ့အောင်ခဲ့တယ်ဆိုတာလည်းအလကားမဟုတ်ပါဘူးအဲ့တော့သူနဲ့ရှင်ပြိုင်ရတဲ့လူတွေက N3 pass တွေ N2 pass တွေဖြစ်ပါတယ်အဲ့တော့မြန်မာဝန်ထမ်းလည်းမရှိသေးဘူးအဲ့တော့သူတို့အလုပ်ကလည်း29,000ရတယ်ပြီးတော့သူတို့ကကြတော့ကီမိုနိုတွေဝတ်ပြီးတော့မှသူစပွဲထိုးပြီးတော့မှဧခံရတယ်ပေါ့နော်โอเคပါသူတို့ဆိုင်မှာသွားစားလို့ရှိရင်တော့ဂျပန်ယန်းငွေဒင်နာတစ်ခုစားလို့ရှိရင်တော့3000လောက်ကုန်တယ်လို့ပြောပါတယ်မြန်မာငွေဆိုလို့ရှိရင်တော့တော့မှ10သိန်းလောက်တော့ကုန်မှာပေါ့နော်โอเคအဲ့ဒါဆိုတဲ့အတွက်အဲ့လိုအလုပ်မှာရသွားတာဖြစ်တဲ့အတွက်မိနာဆန်ကလည်းတေချာကိုအသက်16နှစ်မပြည့်သေးပေမဲ့ကို confidence ရှိနဲ့ယုံကြည်မှုရှိငါလုပ်နိုင်ပါတယ်เนาะဆိုတဲ့ကိုယ့်ရဲ့စိတ်ကိုတစ်ဖက်လူကိုပြသနိုင်လို့ရှိရင်เนาะ mindset ကအသက်16နှစ်မဟုတ်တဲ့အသက်20မပြည့်သေးလဲမိနာဆန်ကအောင်နိုင်တယ်လို့ပြောချင်ပါတယ်အဲဒါကြောင့်မို့လို့အသက်20မပြည့်သေးတဲ့မိနာဆန်ကလည်းတေချာရင့်ကျက်တဲ့ပုံစံပေါ့နော်ထိုင်နာပြတာအစကိုစကားပြောတဲ့ style အစကိုယုံကြည်မှုရှိအောင်ပြောပါလို့မိနာဆန်ကိုမှာချင်ပါတယ်အဲဒါကြောင့်မို့လို့မိနာဆန်အသက်20မပြည့်သေးတဲ့ mindset ဖြေကြမယ်လူတွေအတွက်လည်းမိနာဆန်စူးစမ်းပါကံပတ်တဲ့ကရာဆိုင်လို့ပြောချင်ပါတယ်